ဘုံကျက်တရေမင်္ဂလာထွေတွေတို့ဖြင့်ပြည့်စုံစေရန်မင်္ဂလာသုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်ရှမင်္ဂလံဒွါရတဟိစိန္ဒယေင်တို့တတေဝကသုဋ္ဌာနံနာတိကေသန္တိအတ္တတိန်သေသမင်္ဂလံဒေတိတံဒေဝဒေဝေနသဗ္ဗပါပဝိနာသနံသဗ္ဗလောကဟိတထာယမင်္ဂလံတံဗနာမဟေဧဝံမေတုတံဧကံသမယံဘဂဝါသာဝတိယံဝိဟရတိစေတဝနေအနာထပေဏိကတာအာရမေအထာခောဣညတရာဒေဝတာအဘိက္ခန္တာယရတိယအဘိက္ခန္တဝနာကေဝလကပ္ပံစေတဝနံဩဘာတိတဝံယေနဘဂဝါတေနုပသင်္ကမိဥပသင်္ကမိတဝါဘဂဝန္တံအဘိဝါဒိတဝါဧကမန္တံအထာတိဧကမန္တံထိတာခောတာဒေဝတာဘဂဝန္တံဂါထာယဣဇာပါတိဘေဝဒေဝမနုဿာသမင်္ဂလာနိအစိန်တယုံအကင်္ခမာနံသုဋ္ဌာနံပြုဟိမင်္ဂလမௌတ္တမံအဒေဝနာသဘာလနံပဏိတနေသဒေဝနာပူဇာသပူဇာနေယနာဣတံမင်္ဂလမௌတ္တမံပတိရူပဒေသဝါသောသပုပ္ပေသကတပုညတာအတ္တသမ္မာပဏိဓိသဣတံမင်္ဂလမௌတ္တမံဘာဝသစ္စေသသိပ္ပင်္စဝိနယောသသုတေခိတောသုဘတိတာသယဝါစာဣတံမင်္ဂလမௌတ္တမံမာတာပိတုဥပဒါနံဗုဒ္ဓဒါရတသင်္ကဟောအနာကုလသကမ္မန္တာဣတံမင်္ဂလမௌတ္တမံဒါနိသဓမ္မစရိယာသညာတကနိသသင်္ကဟောအနာဝိဇာနိကမ္မာနိဣတံမင်္ဂလမௌတ္တမံအာရတိဝိရတိပါပါမစ္ဆပါနာသတယမောအပမဒောဇာဓမ္မေတုဣတံမင်္ဂလမௌတ္တမံဂါရဝောဇနိဝါဒောဇတန္တုဋ္ဌိဇကတိညုတာကာလေနာဓမ္မသဝနံဣတံမင်္ဂလမௌတ္တမံခန္တိဇသောဝသတ္တတာသမနာနိသဒတနံကာလေနာဓမ္မတာကိစ္ဆာဣတံမင်္ဂလမௌတ္တမံတပောဇဗြဟ္မစရိယေသအရိယံသစ္စာနာဒတနံနိဗ္ဗာနသစ္စိကရိယာသဣတံမင်္ဂလမௌတ္တမံဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကဝိရဇံခေမဣတံမင်္ဂလမௌတ္တမံဧတာတိတာနိကတဝနာသဗ္ဗထမပရာဇိတာသဗ္ဗထသုတ္တိကိသန္တိတန္တိတံမင်္ဂလမௌတ္တမံမင်္ဂလာသုတ်တံဝရခတုမင်္ဂလာသုတ်တံမင်္ဂလာသုတ်ပရိတ်တော်မြတ်တည်းဟောတုံမာကံပရိတ်တရားစိတ်ထားကြည်ပြုနာယူကြညာသင်မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုလည်းကြံမာစိတ်ချမ်းသာ၍မင်္ဂလာကျက်တရေလက်လက်ဝေအောင်ကောင်းစွာမသွေဆောက်ရှောက်တော်မူပါစေတည်း